မာနဆိုရဲ့စစ်တီတော်နဲ့တော့ရင်ဆိုင်ရဲတယ်အာကိုချင်းတဲ့ကောင်မလေးအချစ်ကိုမြင်လို့ကိုရင်ဖွင့်နေတာလေအော်မှာပဲအဖေဒီတော့ပါတော့စိတ်ညစ်လိုက်တာအဲ့လိုမှန်းဒီလိုမလာပါဘူးလူခင်ဆိုတဲ့ကောင်ကလေလိုချင်တော့မရရအောင်ယူတတ်တယ်ရေးကြည့်တာမိမိကိုတော့ရောက်လာဘူးအဲ့လိုလူမျိုးတွေရပဲကျေးဇူးတရားကိုနားမလဲကြတာသူတို့လိုချင်တာတခုပဲသိတယ်တခြားမိန်းကလေးတွေအများကြီးတည်းမှာချယ်ရီကိုတကယ်ဆွဆွလန်းလန်းနဲ့ချစ်တယ်ဆိုမှချယ်ရီရင်ခုံးတယ်မင်းတို့တည်းရဲ့မျက်နှာကိုမြင်လေလေမင်းအဖေလူခင်ရဲ့ရုပ်မာတဲ့လောက်ရက်တွေကိုမြင်လေပဲကွာဒုက္ခပါပဲဘယ်သူတွေသိလို့ဘာတွေဖြစ်ကုန်ကြပြီလဲမသိဘူးအညီမသေးတယ်လို့မသိရဘူးဒီပုံစံအတိုင်းဆိုရင်ညနိုးလဲရှင်းညောင်ခံစားရအောင်မှာကဘာပေါ်မှာအပြောင်းလဲမြန်ဆုံးတရားဝါရယောက်ျားတွေပဲမနေ့ကတင်ပေးထားတဲ့ကော့တီတီးပြအောင်မားရင်ရိုက်ခါမယ်နော်သိလိုက်ပါလား no ညလေအဲ့လိုကြီးမပြောရဘူးမင်းလား